ဒီနေ့ပေးကြပါတော့တို့သားလေးဒီမှာတော့အထူးဝင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာပြီးပါဦးခင်ဗျာပထမအဆုံးအနမ်းလေးဖြစ်ပါတယ်မင်္ဂလာတို့သားနဲ့တို့သမီးစိတ်လှရှားနေပါပြီအဲ့တော့အားလုံးကျွန်တော်နဲ့1 2 3ခေါ်ရအောင် ready 1 2 3 go ဟုတ်ကဲ့ပါတော့ဦးစလုံးရဲ့ချင်းချင်းမြတ်တာတွေကတကယ်ကိုမှထပ်တူကြတဲ့အတွက်လက်ကုပ်တဲ့အကျဉ်းကြီးနဲ့ဂုဏ်ပြုပေးကြပါဦးခင်ဗျာကျေးဇူးများတင်ပါတယ်ခင်ဗျာတကယ်ကိုမှထပ်တူကြတဲ့ချင်းချင်းမြတ်တာတွေပါဒီမှာနိုင်ငံကျော်အမှုပညာရှင်တွေနိုင်ငံကျော်အဆိုတော်တွေကနေပြီးတော့လေအပရိသတ်ကြီးကိုဒီတချေကောင်းလေးတွေနဲ့အတူအိမ်ကပြောပြပါဖြစ်ပါတယ်ခင်ဗျာ